သင်ငန်းညို့ရဲ့ VIP လို့တင်စားခေါ်သွားတဲ့16ရက်ကွာဝေဇာနေရမေးတွေရက်ခွက်ပါအလွာနဲ့ဒုတိယတက်ကလေးဗန်ကျိရတာလေး share ပြင်စပြီးသားကိုပြပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းပြီးရထိလိုက်ပါကြည့်ရှုပြရပါဦးဗျအိမ်နဲ့အဝင်မှာကျွန်တော်တို့ဘာယာတကားတစ်ချက်ရဲ့ဒီကျွန်တော်တို့ကျွန်းတစ်ခါအကောင်းသားတစ်ချက်ဆိုပြီးတက်ဆင်ပေးထားတယ်ဝရန်နာမှာစတီးတန်မန်ဆန်ချိပေါက်ကြီးကိုသေချာလေးတက်ဆင်ပေးထားတယ်အဲကျွန်တော်တို့အိမ်လေးကိုမြင်ကြည့်အောင်ဒီအဝင်မှာလည်းနောက်ထပ်ဒီကျွန်းတကားပဲတက်ဆင်ပေးထားတာပေါ့နော်တကယ်ကိုလိုချင်စပွဲကောင်းအောင်လို့သေချာလေးပြင်ဆင်ပေးထားတာကိုတွေ့ကြရတယ်ပြီးတော့ဒီမှာကျွန်တော်တို့ဖျားကန်းလေးဖြစ်တယ်ဖျားကန်းကိုကျွန်တော်ပြောနေကြလို့ပဲအဲကျန်းပြထန်နည်းနည်းလေးမြင့်ပေးထားတာကိုကျွန်တော်အရင်သဘောကျတယ်လူချင်းမင်းတို့လည်းအဲ့လိုလေးပြင်စေခြင်းတယ်ပေါ့နော်ကိုယ့်ကိုပြင်အောင်ဒီမှာ partition လေးကပြီး customize ဖျားစီကိုတက်ရက်တက်ဆင်ပေးထားတယ်အဲဒါကဟိုကျွန်တော်တို့အပြင်ပါပေါ့နော်လှဆင်လိုက်ကားတွေပါသေချာလေးတက်ဆင်ပေးထားတယ်ပြတင်းပေါက်လေးပါတယ်ပေါ့နော်ပြီးတော့ဒါလေးကကျွန်တော်တို့အဲဂျိုဆိုဖာဆက်တီပုံလေးပါတွေကိုဒီမှာလက်ဆောင်ထားပေးထားတယ်အဲဝန်းကဒီမှာတစ်လုံးအိတ်ခဲထဲမှာတစ်လုံးဆိုပြီးတော့နှလုံးပေါက်မှာဖြစ်တယ်သူကဒီက19ပေခန်းဖြစ်တဲ့အတွက်အရန်ကျယ်တယ်လူချင်းမျိုးလာကြည့်ရင်အင်မတန်သဘောကျစရာကောင်းတာကိုတွေ့ရနိုင်မှာပေါ့နော်ပြီးရင်ဒါလေးကသူတို့ TV ကွန်ဆိုးလေးဆိုလဲသေချာလေးလုပ်ပေးထားတယ်အသုံးလဲဝင်လှတဲ့ဟာလေးတွေပေါ့နော်အဖြစ်လုပ်ပေးထားတာလုံးဝမဟုတ်ဘူးပြီးရင်ကျွန်တော်တို့ဒီမှာနေရကတ်ထားတဲ့အလှတဲ့စင်းလေးတွေပါမယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျတော့ဒီ space လေးကညီမတို့အလုံးစပွဲတွေပါတယ်တုံးလို့ရအောင်လို့သေချာလေးလုပ်ပေးထားတယ်ဒီမှာဆိုအန်ဆွဲလေးတွေပါမယ်ကပ်နက်လေးတွေနဲ့နောက်အောက်မှာဆို black box လေးတွေအစားစီစဉ်ပေးထားတယ်ပေါ့နော်ဒီမှာ24နာရီမီးအသုံးပြုနိုင်အောင်လို့ power station နဲ့လက်ဆောင်ထည့်ပေးပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ master gun နဲ့သွားကြည့်အောင်ဗျmaster gun အဝင်မှာလဲကျွန်းတကားအကြီးတက်ဆင်ပေးထားတာဒီအိမ်မှာကျွန်းတကားတွေတော်တော်ကြီးသုံးပေးထားတာကိုတွေ့ရတယ်မာစတာကန်အကျယ်ကြီးပဲဒီမှာပြတင်းပေါက်ပါမယ်ကျွန်တော်တို့ဒီမှာနိုင်လမ်းတွေကအစမီးအတိုးလျှော့လေးနဲ့ပေါ့နော်ဒီစာလေးထည့်တက်ဆက်ပေးထားတယ်အဲဝန်းပါတယ်အလားစလိုက်ကပါတယ်ဒီမှာလည်းပြတင်းပေါက်ပါမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်အဓိကဒီကိုပြချင်တာကဒီမာစတာကန်တွေကယူကန်တွိုင်းလိုက်ကလေးပေါ့နော်သူကဒီအိမ်ရဲ့ space ကိုနေရန်ပြပြအပြည့်နဲ့ luxury ဖြစ်အောင်လို့သေချာလေးတက်လုပ်ပေးထားတာတွေ့ရတယ်ဒီကျွန်တော်တို့ hotel တွေမှာတွေ့ရတဲ့ feeling မျိုးပေးနိုင်အောင်သူသေချာလေးစီစဉ်ပေးထားတာဖြစ်ပါတယ်နောက်ကျွန်တော်တို့ web single လေးတော့ကြည့်အောင်ဒါလေးကတော့ single ကန်းလေးဖြစ်တယ်ပေါ့နော်လူမင်းနဲ့အတိုင်းတွေ့တဲ့အတိုင်းပဲနည်းနည်းလေးတော့ကျင်းတယ်ဒါပေမဲ့သူကဒီမှာကျွန်တော်တို့နေရန်ကတ်ထားတယ်ဒီကျွန်တော်တို့ဗီဒီယိုတွေပါလည်းထည့်ပေးထားတယ်ပေါ့နော်သူကကြီးရွယ်တာကကျတော့လူအိတ်ဖို့ဆိုတာထက်ကျွန်တော်တို့အဝတ်လဲကန်းလို့ပါတော့အဲ့လိုအသုံးပြုခြင်းပုံရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဗီဒီယိုကန်းလေးကိုကြည့်အောင်သူကဒီမီးဘိုကအဝယ်မှာလီဂရီလေးလုပ်ပေးထားပြီးပိုက်လိုင်းလေးတွေဖျောက်ပေးထားတော့ကြောက်ဖို့ကောင်းတယ်ပေါ့နော်မီးဘိုကန်းအဝယ်မှာတကားတစ်ချက်ပါမယ်ကျွန်တော်ပြောသလိုပဲသူလည်းကျွန်းတကားပဲနောက်ဒီမှာအရေးပေါ်လုံခြုံရေးတကားဆိုလဲအရေးပေါ်လေကားကိုဆဲတဲ့တကားဆိုလဲကျွန်းတကားပဲဖြစ်တယ်နောက်ကျွန်တော်ဒီမှာဆိုရင်ဝစ်ရှော့ဆက်ထားဖို့ရေဝင်ရေတွက်တွေသေချာလုပ်ပေးထားတယ်နေရန်ပေါ်ကိုကြွေပြ6ပေလောက်ကတ်ပေးထားတာကိုတွေ့ကြရတယ်ပရီမီယာဖြစ်တဲ့ကြွေပြခင်းပေးထားတယ်မီးဘိုကုံဆိုလဲအဲဂျိုးလေးနဲ့အပေါ်ကပ်နက်တွေနဲ့သေချာလေးလုပ်ပေးထားတာကိုတွေ့ကြရပါတယ်အဲ့တော့ယူကနဲ့တွိုင်းလက်ကလေးကျွန်တော်ပြပေးပါမယ်သူကလေးနဲ့သူတော့အကုန်လုံးကတော့ကြဲကြဲဝန်းဝန်းနဲ့တတ်ရရဖြစ်တာကိုလူချင်းမင်းတို့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီအခန်းအသေးသေးအချက်လက်လေးကိုလူချင်းမင်းတို့ကိုပြောပြပေးပါမယ်โอเคသင်္ကန်းညွန့်ရဲ့ VIP လို့တင်စားခေါ်ရတဲ့ဝေဇာနေရမဲတဲ့ရက်ကွက်16ရက်ကွက်မှာဖြစ်တယ်ဝေဇာနေရလမ်းမကြီးရဲ့ပီတာလမ်းမကြီးနဲ့တော်တော်လေးနှီးတယ်တီတာရေစင်လမ်းမှာဖြစ်တယ်19ပေ54ပေအကျယ်နဲ့ဒူရီယာတက်စစ်ကလေးဖြစ်ပြီးတော့ဗန်ချိတ်ရတယ်ဈေးလုံးလေးက3200နဲ့90တိုက်တန်လည်းနုနုလေးပဲရှိသေးတဲ့အတွက်လူချင်းမင်းတို့အမြန်လာကြည့်စေချင်တယ်ပြီးတော့ကျွန်တော်ကဒီအခန်းကိုလူချင်းမင်းတို့ကိုရှေ့နေဒါမှမဟုတ်သတင်းစာကြော်ညာတော့ဟိုဘို service ပေးပါဖြစ်တယ် home loan ဗန်ချိတ်နဲ့ဆိုလည်းကျွန်တော်တို့ကပြီးတဲ့အထိ service ပေးပါဖြစ်တယ်ပေါ့နော်အဲ့တော့ကြည့်ရှုပေးတာကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်